တွေအများကြီးချစ်ခဲ့ကြတယ်ဒါပေမဲ့အချင်းချင်းတွေနားလည်မှုတွေလွဲပြီးတော့မြစ်တာတွေလျော့နေလာတယ်အလောက်ကြောင်စိတ်ဖိစီးတာတွေပြီးရင်အိမ်နောက်ရေးပေါ့အစင်မပြေရရေးကြောင့်တယောက်နဲ့တယောက်မြစ်တာတွေလျော့နေလာတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါပွင့်ပွင့်လင်းလင်းတယောက်နဲ့တယောက်ပြောဆိုဆက်ဆံမှာပေါ့နော်ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့မြစ်တာတွေအရှင်းရှင်းပေါ့နော်နားလည်မှုတွေကစင်ပြေပြီးတော့ချောချောမွေ့မွေ့လေးဖြစ်မှာဖြစ်ပါတယ်ပြီးရင်တယောက်နဲ့တယောက်အချိန်ပေးပါတယောက်နဲ့တယောက်အချိန်ပေးခြင်းအပြင်အတူတူပေါ့နော်မုံသွားစားတာတွေရုပ်ရှင်ကြည့်တာတွေတယောက်နဲ့တယောက်ပျော်ပျော်ပါပါအချိန်လေးတွေကိုဖန်တီးပြီးအဲ့ဒါမျိုးလေးတွေလုပ်ပေးသင့်ပါတယ်အဲ့ဒါမှလည်းချစ်ချင်းမြစ်တာလေးတွေကိုတယောက်နဲ့တယောက်ကနားလည်ခံစားလာမှာဖြစ်ပါတယ်နောက်တစ်ချက်ကိုပြောချင်တာကတော့ပေါ့နော်ဘာလေးပဲလုပ်ပြီးပေါ့နော်ကိစ္စသေးသေးလေးတစ်ခုလုပ်ပြီးရင်တော့မှသူကကိုယ့်အတွက်ပေါ့နော်ဒီလိုမျိုးလုပ်ပေးပါလားဆိုတဲ့ကျေးဇူးတင်ပါတယ်ဆိုတဲ့မေတ္တာတရားလေးနဲ့ပေါ့နော်သူလုပ်ပေးတဲ့ဟာလေးမှာကျေးဇူးတင်ပါတယ်ဆိုတဲ့စိတ်ကလေးထည့်ပြီးတော့တယောက်နဲ့တယောက်နှွေးထွေးတဲ့ချင်းမေတ္တာလေးပြပေးရမယ်ပေါ့နော်နောက်တစ်ချက်ကတော့အမားတွေတစ်ခုပြီးတစ်ခုအဲ့လိုမျိုးဖြစ်တဲ့သူနဲ့ကိုယ်နဲ့ကြားထဲမှာဒီလိုမျိုးလေးတွေဖြစ်လာတယ်ဆိုရင်တယောက်နဲ့တယောက်နားလည်မှုတွေပေးမယ်အဓိကပေါ့နော်ချစ်ချင်းမေတ္တာလေးတွေပြသမယ်ဆိုရင်တော့တာယာပျော်ရွှင်တဲ့မိသားစုလေးတစ်ခုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ရှင်